အားလုံးပဲမင်္ဂလာပါ။အိုးမှားပါလို့နော်။မှားပါလို့ဒါလေးဖြတ်လိုက်မယ်ခဏ။ Hello guys အားလုံးပဲမင်္ဂလာပါ။ဒီနေ့မှာကတော့ဒီနာပစ္စည်းလေးတွေကိုရှုပြတဲ့ဗီဒီယိုလေးကိုရိုက်ပြမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အခန်းထဲမှာပဲလုပ်ပြတော့မှာ။တခြားလူတွေကစပွဲတွေနဲ့ကိုကဒီ color ထိုင်နေနေဆိုအားငယ်အဲ့ဒါကြောင့်ပေါ့နော်။ဒါကတော့ ID နဲ့ဘတ်တွေရေးပြတဲ့နေရာပေါ့။ဖိုးမှာsquishy လုပ်တဲ့နေရာပြေးနေရတယ်ကျွန်တော်ပြေးနေရတယ်ဒါပါဒါကတော့ဘိုင်းပေါက်လေးတွေဒါအောက်ကကိုကြီးလာလို့ရှိရင်ကားနဲ့သွားပြီးတော့ဘိုင်းပေါက်အရှင်ပေါက်တဲ့လူသွားပြီးမှာဒါလေးကကျတော့အသေးပုံလေးပေါ့နော်ဒါမှဘာကြီးမသိကနေဒါမှဒါတော့ပတ်အိတ်လေးပေါ့နော်အိတ်လေးပေါ့ဒါတော့မြေဖြူခဲခက်ပြတ်ထဲတဲ့ဘူးလေးပါဒါလေးကတော့squishy လေးပေါ့ဒီတုံးကူက squishy တုံးကူပဲလောက်ပါသေးလို့ပေါ့နော်တောင်းမှာပါတယ်ဒီမှာကတော့ကောမမမန်ပြီးခဲ့တဲ့ဟာလေးတွေကိုရေးပေးမှာပါကောမမကွာကောမမဒီမှာတစ်ခုခုရေးဘာပုံဆွဲပြီးလို့ပေါ့နော်ဒါတော့နာမည်စာရွက်ပေါ့နာမည်လေးရေးပြီးပေါ့ဒါလေးကတော့ပုံဆွဲခိုင်းပေါ့နော်ကဲဒါလေးကတော့မျက်မှန်လေးပါရမ်းယူမိုက်ပါတယ်ဒါလေးကတော့ချုံဆက်လေးအမဟာအဲ့ဒါအမဟာတခါလေးပဲပြသွားစေရရှိသေးရဲ့နော်ရှိတော့မကြီးကြပါနဲ့ကျမကရုံးဖြစ်တာမကြီးကြဘူးနော်ရှိလို့မရဘူးနော်ကဲကျမစားပြစားပြပြီးတော့ YouTube ပေါ်မှာတင်ပေးမယ်နော်အဲ့ YouTube ကိုကြည့်လိုက်ပေါ့အောင်ပဲဘိုင်ဘိုင်နောက်ကျမတို့တွေ့မယ်အောင်ပဲ see you